မင်္ဂလာပါကျမကတော့ဇီဝပညာရှင် pharmacist တဦးဖြစ်ပါတယ်ကျမနာမည်မပွင့်ဖြူဝင်းပါကျမဒီနေ့နည်းနည်းလေး share ပြီးလုပ်ပေးချင်တာကပေါ့နော်ဘာလဲဆိုလို့ရှိရင်ကျမတို့ pharmacist တွေလိုက်နာရတဲ့အသစ်တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီလူနာအပေါ်မှာပေါ့နော် rational use ဖြစ်ဖို့ရအတွက်အရေးကြီးတယ်ပေါ့နော် rational use ဆိုတာကဒီကျမတို့ပတ်ဝန်းကျင်မှာကျမတို့ဒီ medical field မှာအမြဲတမ်းပြောလို့ရှိတဲ့စကားတစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျမတို့ right dress right dose right patient ဖြစ်ဖို့အတွက်ပေါ့နော်အဲ့ဒါကဘာပြောရလဲဆိုလို့ရှိရင်လူနာလိုအပ်တဲ့ဆေးကိုမှန်ကန်တဲ့ဆေးအမျိုးအစားနောက်ပြီးတော့မှန်ကန်တဲ့ dose မှန်ကန်တဲ့အချိန်ကာလနောက်ပြီးတော့အနည်းဆုံးကုန်ကြစည်ရိတ်နဲ့နောက်ပြီးတော့လူနာကိုဆေးဖြစ်စွာပေါ့နော်လုံခြုံစွာထိရောက်စွာအသုံးပြုနိုင်ဖို့ရအတွက်ကျမတို့ကအကူအညီပေးဖို့ရပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျမတို့ pharmacist တွေလိုက်နာရတဲ့ကျင့်ဝတ်တစ်ခုပဲဖြစ်ပါတယ်မှန်ကန်တဲ့ဆေးဖြစ်ဖို့လိုတယ်ဆိုတာကဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်ကျမတို့ကြိုက်ခဲမှာဆိုလို့ရှိရင် pain level ကအမျိုးမျိုးရှိတယ်ပေါ့နော်ဒီ mind pain လိုဟာမျိုးပေါ့နော်အဲ့လိုမျိုးအရန်ကြီးကြိုက်တာကအရန်မပြင်းထန်ဘူး mind level လောက်ပဲရှိရဆိုလို့ရှိရင်တော့ကျမတို့က paracetamol ပေးလို့ရတယ်နောက်ပြီးတော့ဒီကြိုက်တာခဲတာအပြင် inflammation ပါလာပြီးရောင်နေပေါ့နော်ရောင်နဲ့နာကျင်မှုဖြစ်တာမျိုးဆိုရင် inflammatory pain မျိုးဆိုလို့ရှိရင်တော့ကျမတို့ကတခြား NSAID ကိုရွေးချယ်ရတယ်နောက်တစ်ခုကကျတော့လူနာရဲ့ pain ကမိုင်းလည်းမဟုတ်ဘူးမိုင်းထက်မြင့်နေဒီ severe pain ပေါ့နော်အရန်ကိုနာကျင်နေဆိုလို့ရှိရင်တော့ opioid အုပ်စုတွေကိုအသုံးပြုရတယ်ဒါကဘာပြောရလဲဆိုတော့ right dose နောက်တစ်ခုက right patient ဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်ကျတော့ကျမတို့ကဒီဆေးကဒီယောဂအတွက်သုံးတာမှန်ပေမဲ့ဒီအကြိုက်ခဲပျောက်ဆေးလိုဟာမျိုးဆိုလို့ရှိရင်ဒီလိုမျိုးသုံးတာမှန်ပေမဲ့ဒါပေမဲ့ဒီ patient မှာကကြောက်ကက်မကောင်းဘူးနောက်တစ်ခုကအသက်ကြီးတဲ့လူနာဖြစ်တယ်ကိုဝင်ဆောင်နေရဆိုလို့ရှိရင်ကျမတို့က NSAID လို့ခေါ်တယ်အဲ့လိုမျိုးကြိုက်ခဲပျောက်ဆေးတွေကိုမသုံးရအောင်နောက်တစ်ခုကဒီအာစာရှိတယ်အစာအိမ်အနာရှိတယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်း NSAID ကိုရှောင်သင့်ရှောင်ရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ gastro protect ဆေးတွေနဲ့ပေါ့နော်အဆိုင်ကိုကာကွယ်ပေးတဲ့ဆေးတွေနဲ့တွဲပြီးတော့တောက်ပို့ရအတွက်ပေါ့နော်လမ်းညွှန်ရမယ်ဒါကပါလဲဆိုတော့ right patient ဖြစ်ဖို့ရအတွက်အရေးကြီးတယ်နောက်တစ်ခုက right dose and duration right dose and duration ကဘာပြောရလဲဆိုတော့ဥပမာပြောရလို့ရှိရင်ပါရာစီတမောဆိုလို့ရှိရင်တရက်ကို10လုံးထက်ပိုပြီးတော့တောက်လို့မရဘူးအဲ့ဒါမျိုးဆိုလို့ရှိရင်လည်းကျမတို့က dose မှန်ကန်စွာတောက်ရမယ်သူ့ရဲ့ duration ကလည်းမှန်ကန်ရမယ်duration မှန်ကန်ရမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ကျမတို့ NSAID လို့ဆေးတွေပေါ့နော်အဲ့လိုမျိုးဆေးတွေဆိုလို့ရှိရင်ကျမတို့တောက်တဲ့အခါမှာဒီ duration က shortest duration ဖြစ်ဖို့ရလိုတာပေါ့နော် shortest duration ဆိုတာကအကြာကြီးရေရှည်ဆွဲပြီးတော့တောက်တာမျိုးကျမတို့လုံးလို့မရဘူးဆိုတာကိုလူနာတွေကိုအသိပေးရတယ်လမ်းညွှန်ပေးရတယ်နောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုတော့ right dose ဆိုတာကကြတော့သူဒီအရန်ကိုက်နေတယ်ဆိုတာကြီးကိုကျမတို့ကဒီ severe pain ကြီးကိုခုနပြောသလိုပေါ့နော်ဒီရိုးမိုင်းပိန်းမှာတုံးတဲ့အကြိုက်ခဲပျောက်စီတွေကိုပဲ2မျိုး3မျိုးပေါင်းပြီးတော့လူနာကတောက်နေရမျိုးလည်းဖြစ်လို့မရဘူးအဲ့ဒါမျိုးလည်းလမ်းညွှန်ပေးလို့မရဘူးပေါ့နော်အကြိုက်ခဲပျောက်စီတွေအများကြီးတွဲတောက်ခြင်းအပြင်စပီးရပိန်းမှာတက်တာတာမျိုးမဖြစ်နိုင်ဘူးပေါ့နော်ဒါမျိုးတွေကိုလည်းကျမတို့လမ်းညွှန်ပေးရမယ်ပြောရလို့ရှိရင်နည်းနာတာနဲ့ပေါ့နော်ဒီတချို့ဆိုရင်ဒီအကြိုက်ခဲပျောက်စီတွေကိုအမြဲတမ်းတောက်နေတယ်ပေါ့နော်အဲ့မျိုးဆိုရင်ကျမတို့ကတေချာခုနရှိမှပြောသလို right dress right patient right dose ပေါ့နော် right duration ဖြစ်ဖို့ရအတွက်ကျမတို့ဒီအသစ်နဲ့အညီလမ်းညွှန်ပေးရပါတယ်ဒါကတော့ကျမခုနပြောတဲ့ rational use ဖြစ်ဖို့ရအရေးကြီးရယ်ဆိုတာကကျမတို့ pharmacist တွေလိုက်နာရတဲ့ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်ဒါကတော့share လုပ်ပြီးသွားခြင်းပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်